ဦးလေးကြည့်တာမိုင်းလိုက်လားအသိရှုံးမရသွားသလိုပဲနော်အေးနော်ရမိုက်တယ်ဆောင်းဆက်စတန်တစ်ခါနဲ့လူပဲနော်မိုက်တယ်အေးနော်မိုက်လိုက်တာချစ်ဖို့ကဒါနဲ့ဆိုင်မှာဆောက်ဆက်တန်တစ်တထားလား။ရတာအဲ့တယ်လီဖုန်းရတာနေလား။အဲ့ဒါကြောင့်လည်းဒီနေ့ဆိုင်ကိုခေါ်လိုက်ရတာ။ဒါနဲ့ဒီစပီကာကိုလည်းငါ့ကိုပြောင်းပေးဖို့။မြောင်းနေနေလို့စမ်းကျင်စမ်းပေါ့။ဘိုးဘက်ကြီးကရွှေစေးရွှေတယ်လီလူကာလည်းတောင်လုပ်ထားတာ။အဲ့ဒါကြောင့်ရှုံးလို့ပြုံယူသွားဖို့မကြိုးစားကြနဲ့။ဟုတ်ကဲ့ငယ်အခုပွင့်လာတဲ့ဟာဖန်တန်ရီရတာလေ။ဒီတစ်ခုကတော့ develop ဖန်တန် premier ဆိုပဲ။နှစ်ခုတော့ပြင်းထုတ်တွေကြီးပဲလေ။ငါတို့ဒီကြီးကိုဖွင့်ကြည့်လိုက်ရအောင်โอเคဝါးရိုက်တယ်နော်ကြီးပဲလေးဒါလေ Bluetooth နဲ့ရော Wi-Fi နဲ့ရောချိန်ပြီးသုံးလို့ရတယ်ငါတို့ဖုန်းနဲ့ချိန်ပြီးစမ်းသုံးကြည့်ရအောင်မိုင်းလိုက်တာအရမ်းမိုက်ရနော်မသိငါတို့ကမှစပီကာ10လုံးလောက်ဖွင့်ထားလို့ပဲနော်အေးဟာဦးလေးပြောတော့အကြီးက108 decibel လောက်ထုတ်ပေးနိုင်ပြီးတော့အသေးကတော့98 decibel လောက်ထုတ်ပေးနိုင်တယ်တဲ့ဘာ108 decibel လောက်ဟုတ်လားဟဲ့အဲ့ဒါကလေရော့ဆက်တစ်ခုကိုမသိလိုက်ထားကြည့်နေတဲ့အတိုင်းပဲဒီလိုတော့ငါတို့စနေနေ့ပါရီကဒီကားကဲကြမှာကဲတာတော့ဟုတ်ပါပြီဦးလေးမတရားဘာလို့ဘယ်လိုကြည့်ကြအဲ့ဒါတော့မစိုးရင်လည်းငါအကြံရှိတယ်ဒီမှာနင်လိုတဲ့ပစ္စည်းတွေဟဲ့ဦးလေးကြည့်တာအငယ်တမလို့ဒီမှာစပီကာထားခဲ့ပြီနော်တော်တော့မယ်တဒါနင်တို့နှစ်ယောက်ဒီတစ်ခေါက်တော့အရင်လိုမစိုးတော့ဘူးပဲဘိုင်ជីជីကြဲကြဲ